ငါအိမ်ပြန်တော့မယ်ဆိုလို့ရှိရင် I go to home လို့ပြောရမှာလားသူကစီတူဆိုတော့ go to home ပေါ့ stop အဲ့ဒါလုံးဝအမှားကြီးနော် go to home ဆိုတာအင်္ဂလိပ်စာမှာမရှိပါဘူး go home လို့ပဲသုံးရမှာပါဘာဖြစ်လို့တူထည့်လို့မရတာလဲဆိုတာကိုမဒီနဲ့အတူ fix လုပ်ကြအောင် Welcome to Maddie's English Fix ဘာဖြစ်လို့လဲဆိုတော့ home ဆိုတဲ့စကားလုံးကဒီနေရာမှာ adverb အနေနဲ့ရှိနေတာမို့လို့ပါ home ကနေရာပြတဲ့ noun တင်မဟုတ်ဘဲနဲ့အိမ်တို့အိမ်စီတို့ဆိုတဲ့အဓိပ္ပာယ် direction မှာပါနေတာမို့လို့ပါဥပမာ go there လို့ပဲပြောရမှာလား go to there လို့မပြောသလိုမျိုးပေါ့ home မှာ to ဆိုတဲ့အဓိပ္ပာယ်ကပါနေပြီးသားမို့လို့ထပ်ထည့်စရာမလိုတော့တာပါရှင်ဒါပေမဲ့ house ကကြတော့ noun သက်ပဲမို့လို့သူနဲ့ကြရင်တော့ to ကိုထည့်ပေးရမယ်နော် For example တငယ်ချင်းအိမ်ကိုသွားမယ်ဆိုလို့ရှိရင် go to my friend's house လို့သုံးရပါမယ်ကိုယ့်အိမ်ကိုပြန်မယ်ဆိုလို့ရှိရင်တော့ go home ပါပဲနော်ကဲဒါဆိုရင်အလုပ်သွားရဲဆိုလို့ရှိရင်ရော go to work လား go work လားစဉ်းစားပြီးဖြည့်ကြည့်ကြပါဦးနော် See you in the next video bye bye